မင်္ဂလာပါရှင်မိတ်ဆွေတို့ရေချစ်လာပိုင်းတရက်နေ့အတွက်ညင်နာလေးဒုတိယအကြိမ်ပြန်တင်ပေးလိုက်ပြီလို့ဒီနားလေးမှာစီနီယာထောင်လေး2 3 4စီနီယာထောင်လေးပေါ့ဗျာသူကနေမှခွန်လျှောက်5သုံးလုံးပေါင်း8ဒီနှစ်ပိတ်ကခွန်လျှောက်5သုံးလုံးပေါင်း8ဒီ3ပိတ်က3ည3လျှောက်သုံးလုံးပေါင်း9ဒီ4ပိတ်ကကြတော့2 8 2သုံးလုံးပေါင်း2ပေါ့ဗျာအဲ့အလေးတွေကိုဘယ်လိုကြတော့ဆိုတာပြပေးမှာပေါ့ဒီနှစ်ပိတ်ကခွန်လျှောက်5သုံးလုံးပေါင်း8ကသူ့နောက်မှာသူကပရိတ်8ပရိတ်လို့ပြန်ဆင်းပြီး8ပရိတ်လို့ဆင်းပေးရကလည်းသူ့ထက်က9 3ည4 4က8ရ9 3ညတွဲလေးနဲ့8ပရိတ်ဒီ3ပိတ်လေးကကြတော့3ည3လျှောက်3လုံးပေါင်း9လေးကသူ့နောက်မှာဒီမှာ3နှစ်လေး9ပရိတ်3နှစ်လေး9ပရိတ်ကလည်းသူ့ထက်ကနှလုံးပါလေးနဲ့သူကနှစ်လေးနှလုံးပါလေးနဲ့3နှစ်လေးတို့ချပေးသွားအဲ့တော့ဒီက4ပိတ်က2 8 2သုံးလုံးပေါင်းချင်း2ကလေးကဒီဘက်မှာဗျ2ပရိတ်လို့လိုချင်တာ2ပရိတ်လို့လိုချင်တာကိုသူ့ထက်က2 1 4က2 1တွဲလေးနဲ့ပေါ့ဗျာဒီမှာ2ပရိတ်လို့လိုချင်တာအဲ့တော့2 1ရထားပြီဆိုတော့ကို2ပရိတ်ဖြစ်အောင်ကိုတလုံးထဲမှာ2ပရိတ်ဖြစ်မှာဆိုတော့9 2 1ပေါ့ဗျာ2 1 9ပေါ့9 2 1 2 1 9အားလေးတော့ရန်ထိုးထားကြအောင်ပေါ့ဗျာကံကောင်းရင်တော့ပေါက်မှာပါနောက်ပြီးတော့ဒီနားမှာ9 3လုံးထောင်လေး9ခါဆို3လုံးထောင်ထားတဲ့ထောင်လေးရနေမှာသူကပြန်ရှုပ်ပေးထားတာက9 3ည3လုံးပေါင်း8 9 3ည3 3လုံးပေါင်း8ကို3 3ည5ဆိုပြီးတော့ဇောင်းကက်လေးပြန်ရှစ်ပေးထားတယ်ဒီ9ခါကျတော့3 4 2 3လုံးပေါင်းချင်း9လေးကို2 4 3ဆိုပြီးတော့ဇောင်းကက်လေးနဲ့ပြန်9ဒီ9ခါကျတော့4 1 5 3လုံးပေါင်းချင်း9ကို5 1 4ဆိုပြီးတော့ဒါတွေကတော့ထိပ်သီးလေးပေါ့ဗျာတစ်ဆိုင်ပေါ့5 1 4 10ပေါ့ဗျာ3လုံးပေါင်းချင်း10ပေါ့4 1 5 10 5 1 4ထိပ်ကလေးပေါ့ဒီ4ထိပ်ကလေးနဲ့သူကကြာပေးသွားတာလဲသူက9ခါ3ခုကို9 3ည3 8ကဒီမှာ8ပရိတ်လို့ကြာပြီ3 2 3 4 2 9 3လုံးပေါင်းချင်း9ကိုသူကဒီမှာ9ပရိတ်လို့ကြာပြီ8 9ပေါ့ဗျာနော်ဒီ9ခါကျတော့4 1 5 10ပေါ့10ကိုသူကဒီမှာဘူပရိတ်လို့ကြောက်လိုချင်တော့ဒီမှာ4ထိပ်ကလေးကတော့ရနေပြီနောက်နှလုံးကတော့ကြိုက်တာထဲပေါ့ဗျာကံကောင်းရင်တော့ပေါ့မှာပေါ့ကံမကောင်းရင်တော့တတ်နိုင်ဘူးကြိုးလေးကျေးဇူးပဲဗျာအားလုံးပဲမင်္ဂလာပါ